လူတိုင်းရဲ့ရင်ထဲမှာဘယ်တော့မှမေ့လို့မရနိုင်တဲ့အိမ်မက်တစ်ခုလိုကြံရစ်နေတဲ့ရုပ်ရှင်ထွက်ရှိခဲ့တာနှစ်ပေါင်း20ကျော်သွားပေမဲ့အခုထိကမ္ဘာအကောင်းဆုံး animation ကစီးရင်မှာထိတ်ဆုံးကရှိနေစေဖြစ်တဲ့ Spirited Away သူ့ရဲ့ blog ကပုံသေးကားကြတိုင်းဖြစ်မနေပဲတဘာဝအတိုင်းစီးဆင်းနေတယ်လို့ခံစားရစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ anime လောကရဲ့အကောင်းဆုံးတွေကတစ်ခုဖြစ်တဲ့ Studio Ghibli ရဲ့တည်ထောင်သူ Hayao Miyazaki ရဲ့ master ပိတ်လက်ရတစ်ခုဖြစ်တဲ့ Spirited Away အကြောင်းကိုပြောပြပေးသွားပါမယ်။ Main character Chihiro ဟာအစပိုင်းမှာကြီးကြတတ်တဲ့ကြောက်တတ်တဲ့ကလေးမလေးပါ။သူမတို့မိသားစုဟာစုံမကြီးယူပါပါရဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့သူမရဲ့မိဘတွေဟာပိုင်ရှင်ခွင့်ပြုချက်မရဘဲအစားအစာတွေကိုစားမိပြီးဝက်ဖြစ်သွားပြီးအဲ့ဒီနေရာမှာပိတ်မိသွားပါတယ်။မိဘတွေကိုကယ်ဖို့အတွက်ချီဟီရိုရဲ့အခက်အခဲတွေကြားမှာရုန်းကန်ရင်းတဖြည်းဖြည်းတတိရှိလာတာတာဝန်ယူတက်လာတာတွေကိုတွေ့ရပါတယ်။ချီဟီရိုရဲ့ကြီးအမြဲကျတတ်တဲ့ကလေးပုံစံကနေအခက်အခဲတွေကိုရင်ဆိုင်တက်လာရင်းကျက်လာတဲ့ character development ကိုတွေ့ရပါတယ်။ဒီထဲကကဘာကြီးဟာအရန်ကိုထူးခြားဆန်းပြပါတယ်။ပုံမှန်မြင်တွေ့နေကြနတ်ဖျားပုံစံတွေမဟုတ်ပဲဂျပန်ရိုးရာယုံကြည်မှုတွေဒဏ္ဍာရီတွေကိုအခြေခံထားတဲ့ထူးဆန်းတဲ့တတဝါတွေရေချိုးခန်းကြီးရဲ့ဒီဇိုင်းတွေကပရိသတ်ကိုတခြားကဘာတစ်ခုတည်းရောက်သွားသလိုခံစားရစေပါတယ်။ဒီထဲမှာအခွင့်မရှိပဲလောဘကြီးစွာအလွန်ကျွံစားခဲ့လို့ချီဟီရိုရဲ့မိဘတွေဝက်ဖြစ်သွားတဲ့အခန်းမှာလည်းလောဘကြီးမှုရဲ့ဆိုးကျိုးတွေကိုချပြထားပါတယ်။ပြီးတော့အမိုက်တွေနဲ့ညစ်ပတ်နေတဲ့မြစ်ဆောင်နှမင်းကိုတန်ရှင်းပေးရတဲ့အခန်းမှာဆိုရင်လည်းလူသားတွေရဲ့စီကံမရှိမှုကြောင့်တဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းထိခိုက်စေတဲ့အကြောင်းပညာသားပါထည့်သွင်းဖော်ပြထားပါတယ်။ယူဘာဘာဟာလူတွေကိုအလုတ်ခိုင်းတဲ့အခါသူတို့ရဲ့နာမည်ရင်းကိုတင်ဆက်ပြီးနာမည်အသစ်ပေးလိုက်ပြီးသူတို့ရဲ့မူလကိုယ်ပိုင်လက္ခဏာကိုဖျောက်ပစ်တာပါနာမည်ရင်းကိုသာမေ့သွားရင်အဲ့ဒီကဘာတဲကနေဘယ်တော့မှပြန်ထွက်လို့မရတော့ဘူးဆိုတဲ့အချက်ကလည်းဇလန်းကိုပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းစေပါတယ်နောက်တစ်ခုကတော့စုံမကြီးယူဘာဘာနဲ့ဇဲနီဘာတို့ညီမနှစ်ယောက်ဟာရုပ်ချင်းတူပေမဲ့ဇယိုက်လက္ခဏာလုံးဝဆန့်ကျင်ဘက်ဖြစ်နေတာပါသူတို့နှစ်ယောက်ကိုဒင်္ဂါပြတစ်ခုရဲ့ခေါင်းနဲ့ပန်းလိုတောင်တင်စားကြပါတယ်ညီမဖြစ်သူယူဘာဘာဟာဝိညာဉ်တွေနာနာဘာဝတွေရဲ့ရေချိုးခန်းကြီးကိုအုပ်ချုပ်တဲ့စုံမကြီးပါသူဟာအယမ်းကိုလောဘကြီးပြီးငွေကြေးနဲ့အာဏာကိုမတ်မောသူပါရက်ဆက်တတ်တယ်လို့ထင်ရပေမဲ့သူမရဲ့တူးရဲသောသားဖြစ်သူဘိုးကိုတော့အယမ်းလိုလိုက်ပြီးအစွန်းရောက်အောင်ချစ်ရှာပါတယ်သူမဟာခေတ်သစ်စီးပွားရေးလောကကအမျက်ကိုသာကြီးတတ်တဲ့လောဘနဲ့အာဏာရှင်ဆန်တဲ့ပုံစံမျိုးကိုကိုစားပြုပါတယ်မဖြစ်သူဇန်နီဘာကတော့ယူဘာဘာရဲ့မြို့နယ်ဝေးတဲ့တောအရက်မှာအေးစစ်စစ်နေထိုင်သူပါသူမဟာယူဘာဘာလိုအဆောင်အယောင်တွေငွေကြေးတွေကိုမမတ်မောပဲကိုယ်တိုင်ချီငင်ကိုယ်တိုင်အလုပ်လုပ်ပြီးရိုးရိုးရှင်းရှင်းနေထိုင်ပါတယ်အစပိုင်းမှာဇန်နီဘာဟာလည်းကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့နောက်ပိုင်းမှာချီဟီရိုနဲ့အခြားသူတွေကိုနှွေးနှွေးထွေးထွေးကြိုဆိုပြီးလမ်းမှန်ပြပေးခဲ့ပါတယ်သူမကတော့တဘာဝတရားမိသားစုမြတ်တာနဲ့ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံကိုကိုစားပြုပါတယ်ဒါကြောင့်မို့လို့ယူဘာဘာကမော်ပညာကိုလူတွေကိုထိန်းချုပ်ဖို့သုံးပေမဲ့ဇဲနီဘာကတော့မော်ပညာနဲ့လှုပ်ထားတဲ့အရာကတန်ဖိုးမရှိဘူးကိုယ်တိုင်လုံးမှတန်ဖိုးရှိတာဆိုပြီးအခြားသူတွေကိုမိမိတို့ဆန္ဒရှိမှသာလှုပ်ခိုင်းတာကိုတွေ့ရပါတယ်ဒီ enemy ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအခန်းကတော့ No Face character ရဲ့အပြောင်းလဲမြန်မှုပါ No Face ဟာအစကဘယ်သူမှဂရုမစိုက်တဲ့ကိုယ်တည်းမရှိတဲ့ဝိညာဉ်တစ်ခုပါရေချိုးခန်းထဲကလူတွေအားလုံးကသူ့ကိုလစ်လျူရှုထားကြပေမဲ့ချီဟီရိုတယောက်ပဲသူ့ကိုမြင်ပြီးမိုးရွာနေတဲ့အထဲဝင်မလားဆိုပြီးဖိတ်ခေါ်ခဲ့ပါတယ်။ဒါဟာ No Face အတွက်တော့ပထမဆုံးရရှိတဲ့ကျင်နာမှုဖြစ်တာကြောင့်ချီဟီရိုကိုခင်တွယ်သွားပြီးသူမကိုပျော်အောင်ထားခြင်းစိတ်ပေါက်သွားတာပါ။ No Face ကရွှေတွေအများကြီးထုတ်ပေးတဲ့အခါရေချိုးခန်းထဲကလူတိုင်းကသူ့ကိုဝိုင်းအောင်ပြီးဖားကြပေမဲ့ချီဟီရိုကတော့ရွှေကိုစိတ်မဝင်စားပဲမိဘတွေကိုကယ်ဖို့နဲ့ဟခုကိုကယ်ဖို့ကိုပဲအာရုံစိုက်နေတာပါNo Face အတွက်ငွေနဲ့ဝယ်လို့မရတဲ့ဒီလိုလူမျိုးကသူ့အတွက်ပိုပြီးဆွဲဆောင်မှုရှိနေတာကြောင့်သူမရဲ့အာရုံစိုက်မှုကိုရအောင်ပိုကြိုးစားလာတာတွေ့ရပါတယ်။နောက်ဆုံးမှာတော့ No Face ဟာချီဟီရိုနဲ့အတူဇဲနီဘာရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့လောဘကြီးရဲ့ရေချိုးခန်းတွေကလူတွေရဲ့ဖားတာခံရတာထက်စာရင်ရိုးရိုးရှင်းရှင်းနဲ့သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးတဲ့ဇဲနီဘာရဲ့အိမ်မှာပိုပြီးအေးအေးချမ်းချမ်းရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ No Face ဟာကျွန်တော်တို့လူသားတွေတဲကအဖော်မဲ့နေတဲ့စိတ်ကိုကိုစားပြုပါတယ်။မှားယွင်းတဲ့နေရာမှာဆိုရင်ဘီလူးတစ်ကောင်ဖြစ်သွားနိုင်ပေမဲ့မှန်ကန်တဲ့လူသားချင်းစာနာမှုနဲ့တွေ့တဲ့အခါမှာတော့သူဟာငြိမ်သက်သွားပါတယ်။ No Face လိုပဲယူဘာဘာရဲ့တားဖြစ်သူဘိုးဟာလည်းအတူတူပါပဲ။အပြင်းမထွက်ပဲအခန်းထဲမှာပဲယူဘာဘာရဲ့အလိုလိုက်မှုတွေကြောင့်အမြဲအုံငိုကြီးကြတတ်တဲ့ကလေးတစ်ယောက်ကနေချီဟီရိုနဲ့အတူလိုက်ပါသွားတဲ့အခါမှာတော့ကိုအားကိုတက်လာပြီးရင့်ကျက်လာတာကိုတွေ့ရပါတယ်။နောက်ဆုံးအနေနဲ့ကတော့ချီဟီရိုကိုဇလန်တစ်လျှောက်လုံးကူညီပေးခဲ့တဲ့ဟခုကိုဖော်ပြထားတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။သူဟာလည်းပဲ
ယူဘာဘာစီမှာနာမည်စစ်ကိုအယူခံထားတဲ့ယူဘာဘာရဲ့အလုသမားတစ်ယောက်ပါသူဟာတကယ်တော့မျက်စောင်းနှစ်ဖျားတစ်ပါးပါပဲနောက်ဆုံးမှာတော့ချီဟီရိုကသူငယ်ငယ်ကကိုကူးမြစ်ထဲမှာရေနစ်တော့မလို့ဖြစ်တဲ့အချိန်ဟခုကကယ်တင်ခဲ့တာကိုမှတ်မိသွားပြီးဟခုရဲ့နာမည်စစ်ကိုတည်သွားတာဟာလဲချီဟီရိုနဲ့ဟခုတို့ဆက်နွယ်နေမှုကိုအတိုင်းသားဖော်ပြနေပါတယ်ဒီ enemy ဟာပြောချင်ရင်ပြောစရာတွေအများကြီးကျန်နေသေးပေမဲ့တအားရှည်သွားပြီးမို့လို့ရနာခွင့်ပြုပါဆီယာမီယာဇာကီရဲ့အမခန်လာပကြည်နူးစရာကောင်းတဲ့ဒီ enemy ကိုတင်ဟာ enemy ကိုမကြိုက်တဲ့သူဖြစ်နေရင်တောင်ဘဝမှာတစ်ခါတော့ကြည်ဘူးတဲ့အကြောင်းအကြံပြုလိုက်ရပါတယ်